ထောလိုက်ကြတယ်။မိုက်ဘရတွေမှာတင်းကျိုးဒီတောင်လိုက်ကြလို့ကင်မရာထားလာကင်မရာဒီနေ့မှာတီထောင်လိုက်ကြတာ PC နဲ့ကျွန်တော် Roblox ထဲမှာတင်းကျိုးလောက်လောက်အဲ့လိုကျွန်တော်ဒီနေ့မှာတော့ဒါပါပဲပါစသွင်းလိုက်ပါမယ်ကဲမစောတော့ဘူး TV ခဏလေးကြည့်လိုက်ပါဦးရေစားတာရေလေးယူပြီးဆိုတော့ထိုင်လိုက်ပါနောက်တော့ကဘယ်ရောက်ကျွန်တော်နောက်တော့ကြည့်တယ်ဟုတ်တယ်ကျူးခုချိန်ပါတော့ချမ်းနေခဲ့ပါတယ်ဒီဘာလို့လိုင်းလက်သွားတယ်ကြည့်ကောင်းပါတယ်ကြည့်ကောင်းပါတယ်ဘိုက်စားတယ်ပြီးကြမှာညရဲမှာပြောင်းဝဝယ်ပြီးတော့မီးထွန်းမယ်အေးရေရှမ်းနေပေါမောကဖောက်အောင်ကောင်းနေတာစားပြီအဆေးလောက်လည်းလည်းဆေးပြီတော့လာလီတလာရတော့ဆေးလောက်တော့မလာနေဆောင်နေလားတော့ဟိုမနေ့ကရှိသေးတယ်ဒီတော့မလို့တက်ပြေးလာ
ညတော့မိုးချုံနေပြီပဲငါအိတ်တာတော်တော်ကြာသွားတယ်သွားလိုက်ပါဦးလမ်းထိပ်သွားပြီးပြောင်းသွားဝင်လာဒီရှူတာလေးကတော့ဖောက်လာလူတော့မရှိဘူးကမရသွားလိုက်ကောင်းတယ်ဆိုင်ရတော့စုံနေတယ်လူကြီးကတခုလောက်တော့မဝဲတော့ခရောင်းနဲ့အပြာရောင်လေးထည့်ရအောင်ရောက်တော့ပါတော်တော်ကောင်းတဲ့ဒီလိုပွဲစိတ်လောင်မှာတော့အဲ့တခါတော့ဟုတ်ပါတော့ကတော့အောင်နေရတယ်Ready? Yeah, no. Mà lâu ai khóc cô nào nhưng mà khác cái này biết mà nó chỉ biết màဆိုကြီးဟာသူ့သားလေးအတွက်ဖျဲကြီးကလုတ်ပြီးနေခဲ့ပါတယ်။ဆိုကြီးတို့သားဖကမြင်တော့ကားပေါ်ကနေနေခဲ့ပါတယ်။ဆိုကြီးတို့သားဖကတော့ဝူနေခဲ့ပါတယ်။ဆိုကြီးတို့သားဖဟာဆိုကြီးတို့ဖျဲကြီးကလေးကိုတိုက်ပြီးဖျက်ဆီးခဲ့ပါတယ်။ဆိုကြီးတို့သားဖဟာထိုင်ပြီးဝူနေခဲ့ပါတယ်။အိမ်ရောက်တော့ဆိုကြီးကဝူနေတဲ့သားလေးကိုချော့နေခဲ့ပါတယ်။ထို့တော့ဆိုကြီးဟာဖျဲကြီးပြင်းနေစီပြီးခဲ့ပါတယ်ပြီးတော့ဆိုကြီးကဖျဲကြီးတွေခူပြီးစပိန်ပေါ်တင်နေခဲ့ပါတယ်စပိန်နဲ့ဖျဲကြီးတွေပြန်လာခဲ့ပါတယ်ဆိုကြီးကအားလုံးပဲဘာလို့ပါလဲဒီဗီဒီယိုလေးရတယ်တော့ပါပဲအော်ဒီဗီဒီယိုလေးကမပြီးသေးပါဘူးကျွန်တော်ကြိုက်ပြီးတော့တဲ့ဗီဒီယိုလေးပါရှင်းနေ
တိုက်တည်းသွားပြီးတော့ပြင်ပါပါဒီကလည်းတော်တော်ရှည်နေတာဒါတော့ဖျားကျွန်တော်ကတော့ဟိုမလုပ်တော့ဝင်မဘူးတော့အတူတူဆော့ရင်ကောမန့်မှာကျွန်တော်ရဲ့စာပါလင်းချပေးတာပါအဲ့မှာတော့ဆော်လိုက်ပါလင်းချပေးတာပါကောမန့်မှာအတူတူဆော့ရင်ကောမန့်မှာလင်းချပေးတာပါတယ်အဲ့မှာတော့ပြီးတော့ ဟုတ်လောက်လိုက်ဟုတ် ဝင်ခဲ့လိုက်ပါ စီပဲစီဘာလောက်တာတော့မသိဘူး तू က ဒါတော့ အေးမြင်လား ရောက်ပါပြီကြိုက်ပြီ ဒီကေလားဒီပါမင်းက ကြိုက်ပါပြီ ဒီမှာတော့ဒါဟိုဘက်လမ်းတော့လာဒီမှာဟုတ်ပြီ ရောက်တော့ရောက်ကလေးကျွန်တော် ဟုတ်ပြီလားဒီမှာ တပတ်ဝင်ရောက်လာတယ် ဒီနေ့ဒီစင်း လိုင်းလန်နေလို့ sorry ပါမလက်ပါဘူး sorry တပုံရဲလိုက်ပါဦးရောက်တော့ရောက်ခါလေး ဆန်းအဲ့ဒီနဲ့အတကူလေးထဲဟာလေး ကိုရိုက်ပါမယ် အမေကတကယ်ကိုတောင်းတော့လာလားဒီတောင်းတော့လာဟဲ့လားโอเคရိုက်ပြီတော့ ဒီအမေကမှန်လေဒီမျိုးဝတ်လို့တရားသားလေးမှာဒါလေး ဗီဒီယိုဒီနားမှာပဲဆုံးသွားလိုက်ရမယ်အိုးကျုပ်ကျဒီနားမှာတပုံထွက်ရောက်ပါမယ် အားလုံးပဲ ကွဲမယ် bye bye တော့မှာမဟုတ်ဘူး